ဒီလူကသူ့ရဲ့ရည်ပြားတွေကိုဒီလိုတွေဆွဲဆန့်နိုင်တာကြောင့်နာမည်ကြီးလာခဲ့တယ်။ဒီလူရဲ့နာမည်ကတော့ Gary Tanner ပဲဖြစ်ပါတယ်။1989ခုနှစ်မှာမွေးဖွားခဲ့ပြီးအင်္ဂလန်နိုင်ငံသားတူဖြစ်တဲ့ဒီလူဟာကြက်သိန်းထားစရာကောင်းလောက်အောင်ဆွဲဆန့်နိုင်တဲ့သူ့ရဲ့ထူးခြားတဲ့ရည်ပြားကြောင့်လူသိများလာခဲ့ပါတယ်။သူ့ရဲ့ရည်ပြားကိုဘလောက်တောင်ဆွဲဆန့်နိုင်လဲဆိုရင်လေဘင်းကရည်ပြားကပါးစပ်ကိုဆွဲပြီးတော့အုပ်နိုင်လောက်တဲ့အထိကိုလွယ်လွယ်ကူကူပဲဆွဲဆန့်ပြနိုင်တာပါ။နောက်ပြီးသူ့ရဲ့ဘိုက်ကရည်ပြားဆိုရင်လည်း 6.25 လက်မလောက်ထိကိုဆွဲဆန့်နိုင်ပါတယ်။အထက်ပို့ပြီးတော့အံ့ဩစရာကောင်းတာကသူ့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ရည်ပြားတွေကိုအခုလိုမျိုးကလစ်တွေနဲ့ညှက်ပြီးတော့မှတပြိုင်တည်းဆွဲဆန့်ပြတာမျိုးတွေကိုတော့သူကအသားရပဲလှုပ်ဆောင်နိုင်တာပါ။ဘယ်နေရာဆွဲဒီလိုကြီးတွေရှည်ထွက်လာတာကတော့လုံးဝကိုအံ့အားသင့်စရာကောင်းပါတယ်။သူ့ရဲ့လှုပ်ဆောင်ချက်တွေကိုကြည့်ရတာနဲ့ပြင်သူ့ရဲ့ရည်ပြားကတေးပြားကြီးလားဆိုပြီးတော့တန်တရားရှိကြပါပဲ။ဒီလိုမျိုးတာမန်မဟုတ်တဲ့စွမ်းဆောင်ရည်တွေကိုအသုံးပြုပြီးတော့ပဲသူကဖျော်ဖြေမှုတွေများစွာပြုလုပ်ခဲ့ပြီးဒီနေ့ဆန်ရင်တွေကိုလည်းတင်နိုင်ခဲ့ပါတယ်။ဒါအပြင်ဘာကြောင့်သူ့ရဲ့ရည်ပြားကိုဒီလိုတွေရှည်အောင်ဆွဲဆန့်နိုင်ရတာလဲဆိုတာကလည်းရန်ကိုမှစိတ်ဝင်စားစရာကောင်းပါတယ်။သူဒီလိုတွေလုံးနိုင်ရတဲ့အဓိကအကြောင်းရင်းကတော့အဲလာဒန်လော့ဆင်ဒရုံဆိုတဲ့မျိုးရိုးဗီဇဆိုင်ရာယောဂတစ်ခုကြောင့်ပဲဖြစ်ပါတယ်။ဒီယောဂကိုမျိုးစားခွဲခြားထားတာမျိုးတွေရှိတဲ့အပြင်တာမန်အဖြစ်တော့ယောဂလက္ခဏာတွေကလူခန္ဓာကိုယ်မှာရှိတဲ့ရိုးစစ်ရော်ရဲခြင်းတွေနာကျင်ခြင်းတွေကိုဖြစ်ပေါ်စေတဲ့အပြင်ဂရီဘာလိုမျိုးရေပြားကိုလည်းဖြစ်ပေါ်စေပါတယ်။အဲ့ဒါတွေအပြင်ပုံမှန်မဟုတ်တဲ့မာရွတ်တွေကိုလည်းဖြစ်ပေါ်စေတယ်လို့သိရပါတယ်။ဒါပေမဲ့ဒီလူကတော့ထူးခြားစွာပဲသူ့ရဲ့ရေပြားကိုဆွဲဆန့်နိုင်တာပြင်တခြားထူးခြားတဲ့လက္ခဏာတွေကိုတော့တွေ့ရတာမျိုးမရှိပါဘူး။ဘလို့ပဲဖြစ်ဖြစ်ဒီလိုမျိုးသူ့ရဲ့ထူးခြားတဲ့လှုပ်ဆောင်နိုင်မှုတွေကလူတွေကိုရမ်းစိတ်ဝင်စားစေုံတာမကဖျော်ဖြေမှုတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင်လည်းရမ်းကိုမှစိတ်ကျဉ်နှက်စရာကောင်းတာကတော့လုံးဝကိုသိချပါပဲ။ Bravo!